မင်္ဂလာပါဒီနေ့ကျွန်တော်ဒီဗီဒီယိုဖိုင်ကိုရိုက်ကူးရတဲ့အကြောင်းအရာစစ်မှုထမ်းဥပဒေကြောင့်တိုင်းတစ်ပါးကိုရှောင်ပြေးရောက်ရှိလာတဲ့ကျွန်တော်လိုလူမျိုးတွေမြောက်များရှိတယ်ကျွန်တော်တို့တွေကကြိုတင်စီစဉ်မှုမရှိဘဲနဲ့ရုတ်တရက်အကြောင်းတရားတွေကြောင့်ရောက်လာတဲ့အခါမှာကျွန်တော်တို့ရောက်နေတဲ့နေရာနဲ့ကျွန်တော်တို့နဲ့အဝင်ကွန်ကြမဖြစ်တာတော့သိကြပဲနံပါတ်1ကျွန်တော်တို့တူတူဘာသာစကားကိုမတတ်ဘူးနောက်ကျွန်တော်တို့တွေမလုပ်ဘူးတဲ့အလုပ်တွေနဲ့ကျွန်တော်တို့ကဒီမှာလောက်ကင်နေရတယ်လွတ်လပ်မှုမရှိဘူးဖိနှိပ်မှုတွေရှိတယ်ဖိနှိပ်မှုတွေနှိမ်ချမှုတွေကဘယ်မှာဖြစ်လာလဲဆိုတော့တိုင်းတစ်ပါးကဥပမာကျွန်တော်တို့ဒီထိုင်းဆိုရင်ထိုင်းမှာထိုင်းလူမျိုးတွေဖိနှိပ်တာမျိုးကျွန်တော်တိတ်မတွေ့ရဘူးတွေ့ရတာကကျွန်တော်တို့ဒီထိုင်းနိုင်ငံမှာနှစ်ရှည်လာမြန်လောက်ကန်ခဲ့တဲ့ပုံကိုယ်လူတွေကနောက်လူတွေနှိပ်ကွက်တာဖိနှိပ်တယ်နှိမ်ချတယ်ဆက်ဆက်ရိုင်းမိကူညီမှုမရှိဘူးဆိုလိုချင်တာကကျွန်တော်တို့လူမျိုးတွေပဲပေါ့နော်ကျွန်တော်တို့လူမျိုးတွေပဲဆိုတာကျွန်တော်တွေ့ရသလောက်ကျွန်တော်လက်ရှိကျွန်တော်ပုံဝင်ခြင်းမှာကျွန်တော်လေ့လာသလောက်ပေါ့ဆိုတော့ကူညီရမယ်စာထိုးချနေတယ်ကဲတင်ရမယ်စာဖိနှိပ်နေတယ်ဆန္ဒပေးရမယ်စာပုတ်ချနေကြတယ်လူမျိုးတွေကိုရီးယားဘာအကြောင်းကြောင့်ပဲရောက်လာငါတို့လူမျိုးတွေရှင်းရှင်းပဲဆိုတဲ့စာနာစိတ်နဲ့ဖေးမကူညီရိုင်းပင်းစေခြင်းဒါပေါ့နော်ကျွန်တော်လိုချင်တာဆိုကျွန်တော်တို့ ਨੇ အသားမကျတဲ့လုပ်ငန်းတွေကျွန်တော်တို့လုပ်ရတဲ့အခါကျွန်တော်တို့မှာခက်ခဲရတော့ဖြစ်ပေါ်ကြတာပဲကိုလူတွေကနားလည်မှုမပေးတဲ့အခါတစ်ဖက်လူကကိုတွေကိုပို့ပြီးတော့စိတ်မရှင်မှုတွေဖြစ်ရတာပေါ့ဆိုလိုတာကကျွန်တော်တို့ရှမ်းစကားမတတ်ဘူးရှမ်းတယောက်ကကျွန်တော်ဓာယူပါလို့ပြောတဲ့အခါဒါလေးပြစကားတစ်ခုံးပြောပြီးလက်ညှိုးထိုးတဲ့အခါဘာဆိုတော့ကျွန်တော်တို့မသိဘူးဆိုတော့တိတဲ့လူကဘေးကနေပြီးဝင်ပြီးတော့ထောက်ပြပေးရမယ်ပေါ့ဆိုလိုချင်တာဥပမာအားလုံးအတူတူလှုပ်နေကြတာဥပမာမောင်ဖြူကြီးမင်းတို့ကတန်လက်လေးယူခိုင်းတာဒါမှမဟုတ်တူလေးယူခိုင်းတာယူပေးလိုက်အဲ့လိုလေးမပြောကြဘူးဗျာဥလေဒါဘာယူခိုင်းတာလဲဘာပြောတာလဲလို့မေးတယ်ဖြေခြင်းမှဖြေတယ်အဲ့လိုမျိုးတော်တော်ဆိုးတယ်